Hello, hi မင်္ဂလာပါကျွန်တော်နာမည် William ဖြူကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ဘာမှမဟုတ်စိတ်တကြခြင်းဒီစိတ်တကြခြင်းကဘာကြောင့်လူငယ်တွေတော်တော်များများဖြစ်လဲဆိုရင်ဒီစိတ်တကြတာရဲ့အဓိကတော့ချက်ကဘာလဲဆိုရင်ကျွန်တော်တို့မလိုအပ်တာတွေကိုအရင်စဉ်းစားမလိုအပ်တာဆိုရင်ဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့မလိုအပ်ဘဲနဲ့တနေရာပေါင်းသိနေကျွန်တော်တို့ဘဝတွေကိုအများကြီးကျွန်တော်တို့ထဲမယ်အမှကျွန်တော်တို့ဘဝတွေမှာအမြဲအတူတူရှိနေမှာတယောက်နှစ်ယောက်သုံးယောက်ဒီလိုလူတွေပဲဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဟိုအပေါင်းသေးနဲ့တွေ့မှာအပေါင်းသေးကနေနောက်တစ်ဆင့်အပေါင်းသေးနေအပေါင်းသေးအများကြီးယူကျွန်တော်တို့ရဲ့ circuit တွေကိုထည့်ဒီလို circuit တွေကိုထည့်တဲ့အချိန်ကျမှကျွန်တော်တို့ရဲ့သူတို့ပြောတဲ့စကားတွေဟိုပြောဒီပြောစကားတွေကိုကျွန်တော်တို့ကြားပြီးကျွန်တော်တို့ depression တွေကိုဝင်နေ depression ကဒီလောက်ပါပဲဘာမှခက်ခဲတဲ့အရာတခုတော့မဟုတ်ဒီတငယ်ချင်းတွေများများမထားပဲနဲ့ကိုဘွားအတွက်ကိုအကျိုးရှိတဲ့ဟာတွေကျွန်တော်တို့လုံးမယ်ဆိုရင် depression တို့ဟာမျိုးတွေကျွန်တော်တို့စိတ်တကြခြင်းဟာမျိုးတွေကျွန်တော်တို့ဘဝထဲမတက်ရောက်လာနိုင်ဘူးဒါတော့အမှန်တရားပဲ